တခါကရွာလေးတွေတော့မှာမန်ဘလဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့နာမည်ကဘလဆိုပေမဲ့သူကတော့အလုပ်လုပ်ဖို့ဘလမထုတ်ပဲအမြဲတမ်းပြင်းရည်နေတတ်သူပေါ့ထမင်းစားရင်ဝါရမှာပြင်းလို့ဟင်းရည်နဲ့မျိုးချတတ်တဲ့သူပေါ့လမ်းလျှောက်ရမှာပြင်းလို့လိမ့်ပြီးလို့သာသွားကျင်တဲ့မောင်ဘလနောက်ဆုံးတော့ရွာသားတွေကဒီကောင်ပြင်းလွန်းတာငါတို့ရွာအတွက်အမင်္ဂလာပဲဆိုပြီးရွာကနေနှင်းထုတ်ကြလေရောမောင်မလလည်းပြင်းပြင်းနဲ့လေအဝတ်ထုတ်ကလေးပိုက်ပြီးထွက်လာခဲ့တယ်လမ်းမှာမောင်ဘလကတဲကူကင်းတစ်ခုမှအိတ်နေတော့တခြားရွာကခိုးလာတဲ့တခိုးတွေကဝေထုတ်ကြီးကိုမောင်ဘလအိတ်ကနာမှာမိချထားခဲ့မိတယ်မောင်ဘလကနိုးလာတော့ငွေထုတ်ကြီးကိုတွေ့ပြီးရွာကိုပြန်လာခဲ့တယ်ရွာသားတွေကအံ့ဩတကြီးနဲ့ဟဲ့မောင်ဘလနင့်မှာငွေတွေပဲကရလေလို့မေးတော့သူကအေးအေးစီစီပဲဖြေတယ်မင်းတို့ကလည်းငါရွာအပြင်ကငှက်ပြောပင်ဖတ်တွေရောင်းလာတာတခြားရွာမှာငှက်ပြောဖတ်ကရွှေထက်တောင်တန်ဘူးရှိတယ်အလူအရက်ဝယ်ကြတာရွာသားတွေလည်းလောဘတက်ပြီးတရွာလုံးကငှက်ပြောပင်တွေကိုအကုန်ခုတ်ဖတ်တွေထုတ်ပြီးတခြားရွာသွားရောင်းကြတာပေါ့ဒါပေမဲ့ဘယ်သူကမှမဝယ်ပဲရဲမောခံရပြီးပြန်လာကြရတယ်ရွာသားတွေဒေါသထွက်ပြီးမောင်ဘလကိုထပ်နှိမ့်ထုတ်ပြန်တယ်ဒီတစ်ခါလဲမောင်ဘလကကံကောင်းထောက်မှစွာနဲ့ပိုက်ဆံထုတ်ကြီးနဲ့ပြန်လာပြန်တယ်ဒီတစ်ခါကဘာရောင်းတာလဲလို့မေးတော့မောင်ဘလကခက်တီတီပဲငါအိမ်ကအိမ်တိုင်ဟောင်းတွေကိုသွားရောင်းတာလေဟိုဘက်ရွာမှာအိမ်တိုင်ဆွေးတွေကစီးဖော်လို့ရတယ်ဆိုပြီးအလူရက်ဝယ်ကြတာဒါနဲ့ရွာသားတွေလည်းကိုယ့်အိမ်ကိုအကုန်ဖြက်အိမ်တိုင်တွေထဲပြီးသွားရောင်းကြပြန်တယ်ရလက်ကတော့အိမ်တိုင်တွေအလကားဖြစ်ပြီးအိမ်ချီမဲ့ဘဝရောက်ကုန်ကြတာပေါ့ရွာသားတွေအသေးနာလုံးလို့မောင်ဘလကိုချောင်းသားကတိုင်တိုင်မှာကျိုးနဲ့တုပ်ပြီးပစ်ထားခဲ့ကြတယ်အဲ့ဒီအချိန်မှာနွားချောင်းသားတစ်ယောက်ရောက်လာတယ်မောင်ဘလကညံနဲ့သုံးပြီးဟေးနွားချောင်းသားရဲ့ငါကနတ်ပြည်သွားရမှာကိုကြောက်လို့ဒီမှာပုန်းနေတာမင်းနတ်ပြည်သွားပြီးရွှေရင်ငွေတွေလိုချင်ရင်ငါအစားဒီတိုင်မှာလာချီနေလိုက်လို့လိန်ပြောလိုက်တယ်။နွားချောင်းသားနဲ့နေရာချင်းလဲပြီးမောင်ဘလကနွားတွေရောငွေတွေရောယူပြီးရွာကိုခန့်ကြီးပြန်လာတယ်။ရွာသားတွေကဟေးမောင်ဘလနေမတီးဘူးလားလို့မေးတော့မောင်ဘလကအကွက်ချပြီးပြောတော့တာပဲ။မတေယုံတင်ဘကမလေးချောင်းထဲမှာရေကျက်လာရင်မိချောင်းမင်းကကျိုးချီထားတဲ့သူတွေကိုရွှေတွေငွေတွေအကုန်ပေးတာဗျာဒီစကားကိုယုံတော့တဲ့ရွာသားတွေဟာယောက်ျားသားမှန်သမျှချောင်းထဲကိုဆင်းတိုင်ကိုစီနဲ့ကျိုးကိုစီချီပြီးတော့တာစောင့်နေကြတာတော့တာပေါ့မိချောင်းမင်းလာရင်ရွှေရတော့မယ်လို့စိတ်ကူးရင်ကြတာနောက်ဆုံးမှာတော့ရေတွေအရှိန်နဲ့တက်လာပြီးလောဘကြီးတဲ့ရွာသားတွေအားလုံးရေထဲပါသွားကုန်တဲ့မောင်ဘလကတော့ပြင်းပြင်းရီနဲ့ပဲနွားချောင်းသားစီကရလာတဲ့ရွှေတွေငွေတွေကိုတုံးပြီးအေးအေးဆေးဆေးပဲဆက်နီးသွားလေတော့တည်းဒီပုံဟင်ရဲ့သင်ခန်းစာကတော့မောင်ဘလရဲ့ပြင်းရီမှုကဘေးမထစ်ပေမဲ့ရွာသားတွေရဲ့စင်ကျင်တုံရမဲ့တဲ့လောဘကတော့တရွာလုံးကိုပျက်စီးခဲ့တာပါပဲ